မင်္ဂလာပါဉာဏ်စမ်းပုံစံလေးတွေတွေ့ကြည့်အောင်ပါ root 50 plus root 8 equal ဘယ်လောက်လဲလို့မေးထားပါတယ်အဲ့တော့ဖြေတွေက number A root 58 number B root 68 number C root 88နဲ့ number D root 98ဆိုပြီးပေးထားပါတယ်နော်အဲ့တော့ second ကြည့်လိုက်ရင်တော့ root 50နဲ့ root 8နဲ့ပေါင်းလိုက် root 58နဲ့အဲ့လိုရနိုင်တယ်လို့ထင်စရာရှိတယ်ပေါ့နော်အဲ့ဒါပေမဲ့ကျတော့က root တွေမှာဒီလိုမျိုးသွားပြီးတော့ပေါင်းလို့မရပါဘူးနော်အဲ့တော့မြောက်တယ်ဆိုရင်တော့ဝင်ပြီးတော့မြောက်လို့ရပါမှာနော်အဲ့တော့ကျွန်တော်ကဒီလိုမျိုးချင်းနေမှာဆိုရင် root တွေကပေါင်းလို့မရသေးပါဘူးအဲ့တော့ကျွန်တော်ကသူ့ကိုပြင်ပါမယ်အဲ့တော့50ဆိုတာ25နဲ့50ပေါ့နော်အဲ့တော့25နဲ့2နဲ့မြောက်ထားတာဖြစ်ပါတယ်နောက်တစ်ခုက8ဆိုတာကြတော့4နဲ့8ပေါ့နော်အဲ့တော့4နဲ့2နဲ့မြောက်ထားတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာသတိထားမှာကperfect square တွေပါအောင်ပြင်တာပေါ့နော်အဲ့တော့25ဆိုတာလည်း perfect square ပါပဲ4ဆိုတာလည်း perfect square ပါပဲနော်အဲ့တော့ဒါဆိုရင်25ကို root ရှာလိုက်ရင်5ရပါမယ်နော်အဲဒါကြောင့်မလို့5 root 2 4ကို root ရှာလိုက်တော့ကျတော့2လို့ရပါမယ်နော်အဲဒါကြောင့်မလို့သူက2 root 2အဲ့လိုရပါမယ်ကဲဒါဆိုရင်နောက်က root 2နှစ်ခုတူသွားပါပြီဒါဆိုရင်ကျတော့ဒီလိုမျိုးချင်းနေရောက်မှာပဲပေါင်းလို့ရပါမယ်အဲ့တော့5နဲ့2နဲ့ပေါင်းလိုက်တော့7 root 2အဲ့0ရတဲ့ဖြေက7 root 2ပဲဖြစ်ပါတယ်ဒါပေမဲ့လို့သူ့ရဲ့ရွေးချယ်စရာတွေကိုကြည့်လိုက်တဲ့အခါမှာ7 root 2ဆိုဖြေကမပါပါဘူးเนาะသူက root တစ်ခုတည်းနဲ့ပြပေးရမှာเนาะအဲ့ဒါဆိုတော့နောက်တစ်ဆင့်ဆက်ပြီးတော့ပြင်ပေးအောင်ပါမယ်အဲ့တော့7ဆိုတာကဘာနဲ့ညီမလဲဆိုရင် root 49ပေါ့เนาะအဲ့တော့ root 49နဲ့ညီပါမယ်49ကို root ရှာလိုက်ရင်အဲ့တော့7ပဲရမယ်နော်အဲ့တော့49ဆိုတာလည်း perfect square ပါပဲနော်အဲ့ဒါကြောင့်မလို့ root 49 root 2ဒီရှင်းနေမျိုးမှာဆိုတော့ဆရာတို့ကမြောက်လို့ရပါတယ်နော်အဲ့တော့ radical 2ရဲ့အခါမှာမြောက်လိုက်မယ်9နဲ့18 4နဲ့8က9ဆိုတော့1နဲ့ပေါင်းလိုက်တော့4နဲ့8 1နဲ့ပေါင်းတော့9ပေါ့နော်ဒါဆိုဆရာတို့ရဲ့ဖြေက number D root 98အဲ့လိုရပါမယ်နော် root 98အဲ့တော့ root 58မရပါဘူးနော်အဲ့လိုပေါင်းလို့မရပါဘူးအဲ့ဒါနောက်တစ်ပုဒ်ဆက်တွေ့ကြည့်အောင်သူက8တန်မှုရှာခိုင်းတာပါအဲ့တော့8 power 8 equal to 2 power 2048လို့ပေးထားပါတယ်ရွေးရမယ့်ဖြေတွေက0 40 128 256အဲ့တော့ကျွန်တော်ကအခြေနဲ့ power နဲ့တူအောင်ပြင်ပေးရမှာပေါ့နော်အခြေနဲ့ထညွန်းနဲ့တူအောင်ပြင်ပေးရပါမယ်အဲ့တော့ဒါဆိုရင်ကျွန်တော်ပုဒ်စာကိုတွေ့ကြည့်အောင် x power x equal to 2 power 2048အဲ့တော့ဒီ2048တွေကကျွန်တော်က2ကိုထိုးလိုက်မယ်2ကိုပုံထိုးလိုက်မယ်နော်ဒါဆိုရင်ကျွန်တော်ဘယ်လောက်ရမလဲဆိုရင်1024 1024အဲ့တော့2နဲ့ထပ်ဆိုတာက4နဲ့ညီပါတယ်အဲကြောင့်မလို့4 power 1024နောက်တစ်ဆင့်ဆက်ပြီးတော့1024တွေကနေဆိုတော့2ကိုထပ်ပြီးတော့ပုံထုတ်မယ်အဲဒါဆိုရင်2ဘယ်လောက်ကျန်မလဲဆိုရင်912ပေါ့နော်အဲ့တော့5တွဲကျန်ပါမယ်နောက်တစ်ဆင့်ကဆိုတော့4နဲ့ထပ်4နဲ့ထပ်ကဘာနဲ့ညီလဲဆိုရင်16နဲ့ညီတယ်နော်အဲ့တော့60 power 5တွဲနောက်တစ်ဆင့်လည်းထပ်ပြီးတော့အဲ့လိုပဲတော့ပါမယ်ဆရာတို့ထပ်ပြီးတော့ပုံထုတ်မယ်နော်2ကိုပုံထုတ်အဲဒါဆို60အဲ့တော့2ကိုပုံထုတ်လိုက်တဲ့အခါမှာ256ကျန်ပါတယ်256အဲ့တော့16နဲ့ထပ်ဆိုတာက256ပါနော်16လေး256ဒါကြောင့်မလို့256 power 256အဲကြောင့်မလို့ x power x က256 power 256နဲ့ညီပါတယ်အဲဆိုရင်အခြေနဲ့တညွန့်နဲ့ညီတော့ပါပြီအဲဆိုရင်ဒီပုံမှာလည်းပဲဆရာတို့ရဲ့အဖြေက number D 256ပဲဖြစ်ပါတယ်နော်အဲ့တော့တနည်းတည်ရင်တော့မခက်ပါဘူးနော်လွယ်ပါတယ်နော်ဒီဉာဏ်စမ်းပုဒ်စာလေးတွေအဲ့တော့အခြေနဲ့ power နဲ့တူအောင်ပြင်ပေးရတာပါနော်ဒီပုဒ်စာလေးရတော့ကျေးဇူးတင်ပါတယ်